လေ့ကျင့်ပုံလေ့ကျင့်နည်းတွေကိုမြတ်စွာဘုရားကဟောထားတာရှိတယ်ကဲဘယ်လိုလေ့ကျင့်မလဲတခုမြတ်စွာဘုရားကသုတ်တန်တွေမှာဟောထားတာဘယ်ကမ္မထာနဲ့ဘယ်အာယုန်နဲ့ဖြစ်ဖြစ်တွဲဖက်ပြီးတော့လေ့ကျင့်လို့ရတယ်ဆိုပါစို့အာနာပါနနဲ့တွဲဖက်ပြီးတော့လေ့ကျင့်မလားမေတ္တာနဲ့တွဲဖက်ပြီးတော့လေ့ကျင့်မလားကရုဏာနဲ့တွဲဖက်ပြီးတော့လေ့ကျင့်မလားဘာနဲ့တွဲဖက်လေ့ကျင့်လို့ရတယ်လို့ဆိုလို့တယ်နော်တခြားကမ္မထာအာယုန်အနေနဲ့လည်းတွဲဖက်လေ့ကျင့်လို့ရတယ်ကဲကောင်းပြီအများသိလို့လွယ်အောင်အာနာပါနနဲ့တွဲဖက်ပြီးတော့လေ့ကျင့်ပုံလေးကိုကြည့်ရအောင်အာနာပါနနဲ့တွဲဖက်ပြီးတော့လေ့ကျင့်မယ်အာနာပါနကမ္မထာကိုအထုတ်တယ်အာနာပါနကမ္မထာကိုအထုတ်ပြီးဆိုတဲ့အခါမှာမြတ်စွာဘုရားကကျွတ်တင်ပြင်ဆင်မှုလေးတွေကိုပေးထားတာရှိတယ်ဒီကမ္မထာအထုတ်ပြီးဆိုလို့ရှိရင်နဲ့စိတ်ငြိမ်တဲ့နေရာမှာလုပ်ဖို့လိုတယ်ပေါ့ဒါကြောင့်မို့စိတ်ငြိမ်တဲ့နေရာကိုပြထားတာရုက္ခမူလတစ်ပင်ရင်းပဲဖြစ်စေနော်အရိညတောထဲမှာဖြစ်စေတုံညာခါရလူသူဘယ်သူမှမရှိတဲ့တိတ်ဆိတ်တဲ့ဘယ်သူမှမနေတဲ့အခန်းထဲမှာဖြစ်စေပေါ့အဲ့ဒါလို့တိတ်ဆိတ်ငြိမ်သက်တဲ့နေရာလေးတစ်ခုကိုရွေးပြီးတဲ့အခါကျတော့အမျိုးသားတွေတင်မလင်ခွေးထိုင်အမျိုးသမီးတွေကြတော့ဒူးတုတ်တဲ့အတ္တပလင်ကအထိုင်မျိုးထိုင်ခါအထက်ကိုလေးကိုဆန်းဆန်းကလေးထားဒါကဘာဖြစ်လို့ဆန်းဆန်းထားခိုင်းတာတော့ဆိုကုန်းပြီးတော့နေလို့ရှိရင်နောက်ကြတော့ခါအောင်တဲ့ယောဂဖြစ်လာတတ်တယ်ခေါင်းရယ်ခါရယ်မတ်မတ်ကလေးထားလို့ဒီလိုဆိုလို့တယ်အာနာပါနလုပ်ပြီဆိုရင်အဲ့ဒီပြင်ဆင်မှုလေးတွေရှိတယ်ပေါ့ဒါဖြင့်တင်မြင်ခွေရတာဘာဖြစ်လို့တော့ဆိုဣရိယာပုတ်အနေနဲ့မရွှေ့မပြောင်းခိုင်မြဲအောင်ကြာထိုင်နိုင်လို့ဒါဖြင့်ဘာဖြစ်လို့အိပ်ပြီးတော့မလုပ်တာတော့ဆိုအိပ်လို့ရင်အိပ်ပျော်ကောင်းမှာပေါ့လူတွေကဇိမ်ခံတဲ့ဘက်ရောက်သွားတာနော်ထိုင်နေတယ်ဆိုတော့ကြတော့သူကအိပ်မပျော်တော့အဲ့ဒါကြောင့်မလို့ထိုင်ခြင်းဣရိယာပုတ်ဟာငြိမ်သက်တယ်လမ်းလျှောက်နေရင်တော့လည်းလှုပ်ရှားနေတယ်သိအဆင်မပြေဘူးအဲ့တော့လမ်းမလျှောက်နဲ့မတရမနေနဲ့ထိုင်နေပြီးတဲ့အခါမှာအိပ်လည်းမနေနဲ့ထိုင်ပြီးတဲ့အခါမှာခန္ဓာကိုယ်ခါမမတ်ကလေးထားပြီးတော့ပုံမှန်ကလေးရှုနိုင်အောင်ကြိုးစားတဲ့ပြင်းပြင်းကြီးရှုเสียမလိုဘူးတဲ့ပုံမှန်အနေထားလေးအသက်ရှုစိတ်အလုံးကိုစိုက်ထားစိတ်ကိုနှာသီးပြားကိုပို့လိုက်ပို့ထားပြီးတော့အဲ့ဒီထက်လေဝင်လေလေးကိုမှတ်နေပါတဲ့တတိနဲ့ရှုလိုက်ပါတတိနဲ့ရှိုက်လိုက်ပါအဲ့ဒါတတိကိုလေ့ကျင့်နေတာပဲမဟာတတိပရဏသုတ်ထဲမှာဆိုတတောဝအတ္တတတိတတောဝပတ္တတတိဟောတတိလေးနဲ့ရှုနေတာရှုတာလည်းသိတယ်ရှိုက်တာလည်းသိတယ်လေလေးကိုစင်စက်မပြတ်သိနေအဲ့ဒါဘာလုပ်နေတာတော့ဆိုတတိတံပုစဉ်ပွားနေတာတဲ့အဲ့ဒီတတိတံပုစဉ်ကိုပွားနေတာဘယ်အဆင့်ထိပွားရတော့ဆိုတော့မြတ်စွာဘုရားဟောတာဝိဝေကနေတိတဝိရာဂနေတိတနိရောဓနေတိတဝတ္တကပရိနာမိန်တို့ဒီစကားလေးလုံးပါတယ်ဝိဝေကနေတိတဆိုတာကာမဂုဏ်အာယုန်တွေကနေပြီးတော့စိတ်ကလေးကလွတ်သွားတယ်ဒီအသက်ရှူနေတဲ့အာယုန်လေးပေါ်မှာရှိနေတဲ့အချိန်လေးမှာလောဘဆိုတာမလာဘူးဒေါသဆိုတာမလာဘူးမလာတဲ့အခါကျတော့ကိလေသာတွေကလွတ်မသွားဘူးလားလွတ်သွားတယ်အဲ့ဒီလွတ်သွားတဲ့အချိန်လေးဟာတည်ငါအချိန်လေးဟာဒါဝိပဿနာဒီတတိစိတ်ကလေးဟာဖြစ်ပြီးတော့နေတယ်အဲ့ဒီတတိတံပုစဉ်လေးကိုတဲ့ဝိဝေကနေတိတအဲ့ဒီလိုလွတ်သွားတဲ့အနေထားလေးပေါ်ရောက်အောင်ကြိုးစားပါဒါပထမအဆင့်အဲ့ဒီလိုကြိုးစားပြီးတဲ့အခါမှာဒီဝိဝေကကလည်း၃မျိုးရှိတယ်ဝိဝေက၃မျိုးဆိုတာဒီနေရာမှာ၃မျိုးပါမှတ်ရမလဲလို့ဆိုရင်တည်ငါဝိဝေကဆိုတာသူဆိုင်ရာအကြောင်းလေးတွေကနေလွတ်သွားတဲ့ဆိုင်ရာအကြောင်းလေးတွေကိုအကြောင်းပြုပြီးတော့လွတ်သွားတဲ့သဘောလေးကိုပြောတာဆိုပါစို့အနိစ္စလို့သိလိုက်တာနဲ့အနိစ္စဆိုတာလေးကလွတ်သွားတယ်ဒုက္ခလို့သိလိုက်တာနဲ့ဒုက္ခဆိုတဲ့အနေထားလေးကလွတ်သွားတယ်အနတ္တလို့သိလိုက်တာနဲ့အတ္တဆိုတဲ့တင်ညာလေးကလွတ်သွားတယ်အဲ့ဒါလေးတွေကိုတရင်ကဝိဝေကလို့ပြောတာနော်အဲ့ဒါလို့ဒီဝိဝေကဝိပဿနာဉာဏ်ပေါ်မှာရောက်ပြီးတော့နေရမယ်တဲ့
ဝိပဿနာအတိကလေးဝိပဿနာတတိကလေးရှိနေဒါဝိဝေကနေတိတဖြစ်တယ်ပေါ့နောက်တစ်ခါအဲ့ဒီမှာဒါဒရင်ကဝိဝေကသမုတ်စေတဝိဝေကကြတော့အဲ့ဒီခုနကပြောတဲ့လောဘလေးကလွတ်သွားရုံနဲ့မကဘူးအဲ့ဒီလောဘလေးကိုဖယ်ရှားပြစ်လိုက်နိုင်တယ်ဒေါသလေးကိုဖယ်ရှားပြစ်လိုက်နိုင်တယ်မောဟလေးကိုဖယ်ရှားပြစ်လိုက်နိုင်တယ်အဲ့ဒီဖယ်ရှားပြီးတော့မက်နဲ့ဖယ်ရှားပြစ်လိုက်တာကြတော့သမုတ်စေတဝိဝေကလို့ခေါ်တယ်အဲ့ဒါလို့ဖယ်ရှားပြစ်လိုက်လို့နိဗ္ဗာန်ကိုအာယုံပြုပြီးတော့မျက်မှောက်ပြုနိုင်ပြီဆိုတဲ့အခါမှာနိဗ္ဗာန်ကိုအာယုံပြုနိုင်သည့်အတွက်ကြောင့်နေတရဏဝိဝေကထွက်ပေါက်ကလေးရသွားပြီဒီတတိလေးကထွက်ပေါက်ကလေးရသွားပထမတတိကလေးဟာအာယုံဒီလောဘဒေါသမောဟဆိုတာတွေနဲ့လွတ်သွားအောင်လုပ်တယ်နောက်တစ်ခါလောဘဒေါသမောဟတွေကိုဖယ်ရှားပြစ်လိုက်နိုင်တယ်နောက်ဆုံးကြတော့နိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်တယ်ဆိုတဲ့အဆင့်ကိုရောက်သွားအဲ့ဒီအဆင့်ရောက်အောင်ပွားပါလို့ပြောတာတမန်ပွားတာမဟုတ်ဘူးနော်အဆင့်ရောက်အောင်ပွားရနောက်တစ်ခါនិရောဓနေတိတတဲ့និရောဓနေတိတဆိုတာချုပ်ငြိမ်းသွားတာလေချုပ်ငြိမ်းသွားတဲ့သဘောလေးတွေကလည်းပဲဒီလိုပဲအဆင့်လိုက်ပဲនិရောဓနေတိတဒီရှုလိုက်တဲ့အချိန်လေးမှာဒီသဘာဝတရားလေးချုပ်ငြိမ်းသွားတာကိုလည်းမြင်ရတယ်ရှုလိုက်တဲ့အာယုံလေးပေါ်မှာတတိလေးကပ်နေသည့်အတွက်ကြောင့်လောဘမဖြစ်တာချုပ်ငြိမ်းသွားတာလေးတွေ့ရတယ်ဒေါသမဖြစ်တာချုပ်ငြိမ်းသွားတာလေးတွေ့ရတယ်မောဟမဖြစ်တာချုပ်ငြိမ်းသွားတာလေးတွေတွေ့ရတယ်နောက်ဆုံး message ပေါ်လာတဲ့အခါကျတော့ဒီလောဘဒေါသမောဟတွေကိုထာဝရချိန်ငြိမ်းအောင်လှုပ်လိုက်တာလည်းသိရတယ်နောက်ဆုံးနိဗ္ဗာန်ကိုမျက်မှောက်ပြုလိုက်နိုင်တဲ့အခါကျတော့လုံးဝထာဝရချုပ်ငြိမ်းသွားတဲ့အနေအထားမျိုးကိုလည်းသိလိုက်ရတယ်ဟောនិရောဓနေတိတဝိရာခဆိုတာဒီအာယုံလေးပေါ်မှာတွေ့တာမှုဆိုတာလည်းပဲခင်းပြတ်သွားတယ်ဆိုတဲ့အဆင့်ကိုရောက်အောင်ဒီလိုရှုမှတ်ပွားများရမယ်လို့ဝတ္တကပရိနာမိတ်ဆိုတာဝတ္တကဆိုတာစွန့်လွတ်မှုနဲ့ပြေးဝင်မှုဒီနှစ်ခုကိုပြောစွန့်လွတ်မှုဆိုတာကိလေသာတွေကိုစွန့်လွတ်လိုက်ရင်နိဗ္ဗာန်ကိုရောက်သွားတယ်တစ်ဖက်ကလွတ်လိုက်တာနဲ့တစ်ဖက်ကပြေးဝင်သွားတယ်ပေါ့ဆိုလိုတာကကိလေသာကိုဖယ်လိုက်မှနိဗ္ဗာန်ဆိုတာမြင်လာတယ်ပေါ့ဥပမာပဲကောင်းကင်မှာလာကြီးတော့တားနေတယ်သို့တော့တိမ်နေဖုံးနေတယ်အဲ့ဒီတိမ်နေဖယ်လိုက်တာနဲ့တပြိုင်နက်လာကြီးကပွားနေပေါ်လာတယ်ပေါ့အဲ့ဒါမျိုးလိုပဲကိလေသာတွေဟာတိမ်နေနဲ့အလားတရံတူတယ်လကနိဗ္ဗာန်နဲ့အလားတရံတူတယ်ပေါ့အဲ့တော့ကိလေသာတိမ်နဲ့အလားတရံတူတဲ့ကိလေသာတွေကိုဖယ်လိုက်တာနဲ့တပြိုင်နက်လနဲ့အလားတရံတူတဲ့နိဗ္ဗာန်ကိုမြင်ရတယ်လို့ဒီလိုပြောတာနော်အဲ့ဒါဟာဝတ္တကပရိနာမိကိုယ့်ရဲ့တတိလေးဟာအဲ့ဒီလိုဖယ်ရှားမှုစွန့်လွတ်မှုပြေးဝင်မှုဆိုတဲ့ဒီအနေအထားနှစ်ခုထိအောင်ရင့်ကျက်သွားအောင်တတိတံပိုးစဉ်ကိုပွားပေးပါလို့ဒီလိုပြောတာဟောအာနာပါနလုံနေတာဟာတတိတံပိုးစဉ်ကိုပွားနေတယ်လို့ပဲဒီလိုမှတ်